Sa ti go kawe oza line ozi teyu nwe miet tipe sibe wu tisa tiara mame solution ibe pipi lambe ya tiyo be pipi alo ha sipi tongchalo ya ye shi de yo da nueria kisese tisa tiawu popo mu ma yu ni ja lo Kipye sukitema alutini nijara Baru ai tisa dia yu ti de lo mati de lo yu u zao ya ကျွန်တော်သိတဲ့တစ္ဆာဆိုဖျားပန်းနေတဲ့တစ္ဆာရေကိုတော့ရွာကြီးလက်ယူလိန်လိန်နေတဲ့ဥတစ္ဆာဆိုလူကြီးအဲ့ဒါပဲသိတယ်ဥကြော်မင်းပြောတာအမှားတော့မမှန်ဘူးဒါပေမဲ့အမှန်လည်းမဟုတ်ဘူးကွာတစ္ဆာစကားဆိုတာအမှန်တရားကိုပြောတာဣတိနတစ္ဆာဝုဇိနာဤမှန်သောတစ္ဆာစကားကြောင့်လို့အဓိပ္ပာယ်ရဓမ္မလူတွေအပြောလွယ်သလောက်အလုတ်ခက်တဲ့အရာကတစ္ဆာပဲတစ္ဆာတရားကိုလူတွေကအမျိုးမျိုးပုံဖော်ကြတယ်ရှာဖွေကြတယ်ကိုယ့်ရဲ့အနီးမှာရှိနေပြီမဲ့လေဟိုးအဝေးဆုံးစီကိုသွေးခွဲနေတာလေတစ္ဆာပဲပြီးတော့မင်းပြောတဲ့လူတွေဥတ္တစာကြီးပေါ့ကွာဟိုအဲ့လူတွေဥတ္တစာကိုကျုပ်သိတယ်ဗျလူခါရဲ့အဖေဆိုတာဟုတ်လားဦးကျော်အဲ့ဒါမင်းကိုဘယ်သူပြောလဲဟာဦးကျော်လေဒီတော့လူရင်းဆိုတာတရားလုံးတင်နေတာပဲပြီးတော့လူခါနေငယ်ကအဲ့လူတွေနဲ့ကြိုက်ပြီးတော့လူခါကိုဝင်ရတဲ့အချိန်မှာဖက်ပြေးသွားဆိုဟုတ်လားဦးကျော်ဟုတ်လို့လူခါခုဒီမုန်းနေမှာပေါ့ကွာကြည့်ပါလားလူခါလေးဆိုဘယ်တော့မှမျက်နှာမသိဘူးလေဟုတ်တယ်လူခါလေးကတော်တော်ကိုတနာစရာကောင်းပါတယ်ကွာတစ္ဆာမဲ့တဲ့လူတယောက်ကြောင့်သူ့ဘဝလေးခုထိဒုက္ခိတဖြစ်နေရရှာတယ်ဟာလူခါကိုရေးချိန်မှာလက်တယ်မှားပြချလို့လူခါကမျက်လုံးကန်းလာပြီမင်းတို့တွေကွာယောက်ျားလေးတွေဖြစ်ပြီးတော့သူများကြောင့်တော်တော်ဆက်စုတာပဲမင်းတို့သိအောင်ငါပြောပြမယ်တကယ်တော့လူခါလေးဒီလိုဖြစ်တာဟာလက်တယ်ကြောင့်မဟုတ်ဘူးကွာအဲ့ဒီလူလိန်ဥတ္တစာကြောင့်သူ့ဖေကြောင့်ကွာနားလေလားဒါဆိုလဲကျုပ်တို့နားလေအောင်ရှင်းပြပါဦးကျော်ရအဲ့လိုရှင်းပြမယ်ဆိုရင်မိမသားတယောက်ရဲ့တိခါကိုထိခိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အေးလေမင်းတို့လည်းနောက်ပိုင်းမိမသားတွေပုံဆင်ကျင်လို့ရအောင်ငါပြောပြလူခါလေးကိုယ်ဝန်ရှိနေတဲ့အချိန်လင်းကောင်းမပေါ်ပဲဖြစ်နေတော့မပန်းကြွေခမအဲ့ဒီကိုယ်ဝန်ကိုမပြက်ပြက်အောင်စီးကားတွေစီးပြင်းတွေမတရားတောက်ခဲ့တယ်ဘလူပဲဖြစ်ဖြစ်အဲ့ဒီကိုယ်ဝန်ကမပြက်ဖဲနဲ့လူခါလေးကိုမွေးလာတော့အုံနောက်ကမပြည့်မျက်လုံးကမမြင်မကန်းဟောအခုအချိန်တန်အရွယ်ရောက်လာတော့ဘာမှသုံးစားလို့မရတော့သူ့မိမပန်းကြွေခင်ဗျာနောက်အိမ်တော်နဲ့ရတဲ့ခင်ဦးလေးနဲ့ဝမ်းစာရှာဖွေနေရတာမင်းတို့လည်းအသိပဲလေဒါဆိုရင်တော့တစ္ဆာရှိပေါင်းတဲ့ဟိုဒေါ်မပန်းကြွေရဲ့နောက်အိမ်တော်ကြတော့မြန်သေးရောဟိုအဲ့ဒါကြတော့တစ္ဆာစုရလားဟာဒီကောင်ပောက်ကွက်ပြောနေမင်းငါလှုပ်ရင်နားလိမ့်မယ်မင်းကိုလေငါတိုးလို့မခေါ်မယ်ငါတုံးလို့ခေါ်မှာနားလေငါတုံးသူများအကြောင်းဆိုမင်းမဟုတ်ကတော်တော်ပြောတယ်ကောင်ဟုတ်တာလားဟုတ်တာပြောရင်တော့ခင်ဦးလေးကတော်တော်ချောတယ်ဗျာပြောလေကွာကဲ
ကောင်းလဲငါတို့ ဟာဘယ်ကငတိုးရမှာလို့ငတိုးဘာငါတို့လဲမင်းဘာကြီးအောင်ကြံခင်းနေကြံလို့ခိုးစားအဲ့မင်းငါတို့ပေါ့ ဟာယောဘယ်ကခိုးစားလို့မခေါ်ဘူးဘာကြီးအောင်ရဲ့ကြံနေချုံမချုံငါမြည်ကြီးတဘောပါကွာမင်းက လူကဘိုင်စားတယ် မကျွေးဘူးနော်ဟဲ့အောင်ချက်ကြီးအဲ့ဒါအခုဘာဖို့ငါ့ကိုပေးလိုက်တာဘာမတောင်းစားနဲ့မင်းနဲ့မဆိုင်ဘူး နင်ကွာမမြင်မဆန်းနဲ့ငါကြောင့်မြင်သားပဲကွာ ဘာလို့လဲ ဟောဒီလိုကွာမင်းကမမြင်တော့မမြင်ဘူးဒါပေမဲ့ကန်းလည်းမကန်းဘူးလို့ပြောတော့ကွာ ဟဲ့အောင်ငါမယူနော် ဘာလဲ ဘာလို့မဆိုင်မှာဆိုင်တာပေါ့ဒီမှာငါအမေနဲ့ငါညီမတော်ဈေးမှာဆိုင်ဖွင့်တာအဲ့ဒါဆိုင်တာပေါ့ ဟာအေးမင်းညီမဆိုလို့ကွာမင်းညီမဒီတော်တော်ချောလာတယ်နော်ယော ဟုတ်တယ်တမယာသည် ဟာတံမြာဒီမဟုတ်ပါဘူးကွာတံမြာဒီကချင်းတာဒါပေမဲ့မင်းညီမလေးကြီးလေချောလေနော်ယော ဟဲ့အောင်ငါတို့ငါအမေရလေငါ့ကိုတွင်မလေးနင်ကလေကြီးလေချင်းလေအဲ့လိုအများပြောငါတမယာသည်ပြောတာကွာ ဟောအဲ့ဒါမင်းကိုပြောရနေမှာပါကွာမင်းညီမလေးကကြီးချောပါကွာကြီးလေချောလေပဲအဲ့ငါချစ်စရာလေးနော်ယော ဟုတ်တယ်ငါလည်းချစ်တယ် အေးငါလည်းချစ်တယ်ကွာအဲ့ဒါပေမဲ့ယောမင်းချစ်တာနဲ့ငါ့ကိုချစ်တာနဲ့မတူဘူးနော် မတူဘယ်လိုမတူတာ ဘယ်တူရမှာလဲကွာမင်းရွက်နုလေးနာထိုင်တာနဲ့မင်းညီမလေးနာသွားထိုင်တာနဲ့ခန်းစားချင်ဘာတူလဲ ရွှန်းနုလေးနားမှာခံတာနဲ့ငါညမနားမှာမတူပါ အေးအဲ့ဒါမင်းလူရိုစိတ်ဝင်နေပြီမင်းရွက်နူရီသားစကားပြောလိုက်တော့ လူပြိုဖြစ်ပြီအေးဇီတာကဘယ်လိုပြောမှာ ဟောဒါလွယ်ပါတယ်ကွာဘဒူးမှမရှိရဲ့ရွက်နုနာလေးကိုသွားဒီရွက်နုလို့အตาလေးဖတ်ထားလိုက်ရွက်နုကဘာဖြစ်လဲလို့မေးမင်းကချစ်လို့ဖြေလိုက်ဒါနဲ့မင်းသူတခါလည်းပြန်မေးအောင်နော်ချစ်လားလို့မေးပြီးတော့ तू ကခေါင်းညိတ်ပြီးဆိုရင်မင်းကိုချစ်တာနဲ့အတူတူပဲလေကွာ ညာလွယ်လိုက်လား လွယ်တာပေါ့ကွာမေးရတယ်နော်ငါပြောလိုက်တဲ့စကားကိုမင်းညီမလေးကိုလည်းပြန်ပြောရမယ်နော် ပြောမှာပေါ့ မင်းငါခိုင်းလိုက်မမေးနဲ့နော် မမေ့ဘူးအကုန်ပြောမှာ ပြောခဏနေဘူးကျေးဇူးတင်တယ်ရောတယောက်တော့ပါစားပေါင်းမယ် အေးဟုတ်ပြီတယောက်တော့စားရတယ်ဟော ယောလူကားကြီးကစားခဲ့တယ်စား အေးဟုတ်တယ်လူကားကြီးဝယ်စားကိုဘယ်နဲ့လဲပြန်တွက်ချင်ပဲကြိုက်နေပြီ 你看那这些干样嘛来瓜，等那个月有个小不要十八来回了，对呀， ဟာတနေ့ကုန်တင်းနေရရတယ်ဘယ်ဆိုးလို့လဲဗျည 别个啦瓜，这个嘛背篓的，顶底下也不哩，我们那把叫上上来晓得， ခင်ဗျားကျုပ်လုံးကပေါင်သေးမှပေးဝင်တာကျုပ်လုံးမျိုးဈေးကောင်းပေးဝင်မယ်ဆိုရင်ခင်ဗျားကလေးမငတ်တော့ 没呀，果然正的，没米巴的话没有嘛不用喷那了，没俺表还是啦瓜，哪里？阿爸我表，喷那爸我笑嘛，啊，无所啦瓜。 ခင်ဗျားကျုပ်ပြောလို့စကားတစ်ခွန်းရှိတယ်ကိုအလုပ်ပေါ်မှာတစ္ဆာထားခင်ဗျားအလုပ်ကတစ္ဆာပြန်ထားပြီးသား အရေးတည်းမှာသစ္စာတရားကိုကိုးခွေတဲ့လူများမှာလာတွင်းနေဟဲ့ရမင်းရဲ့ရွက်နုလေးနဲ့မင်းနဲ့ချင်းနေဘလို့လဲအဆင်ပြေလား ကျုပ်ရဲ့ရွမ်းလို့မဟုတ်သေးပါဘူးဗျာကျုပ်စူးစမ်းလို့ပဲရှိသေးတယ် ကြိုးစားနေတော့ကြိုးစားရင်လည်းမြန်ကြိုးစားအခုအချိန်ကလေဖူးစားဆိုတာဥရလူခေတ်ကွာတော့ကြမင်းရဲ့ရွက်နုကမင်းလိုတထေးသားတော့ပါမလာပဲနဲ့ဘာမှညာမှမသိတဲ့လူခါတော့ပါသွားလို့ကတော့ ဒီမှာကိုထွန်းလူခင်ဗျားလေလူခါဆိုတာသူ့ကိုယ်သူဘာမှညာမှမသိတဲ့ကောင်ပါဗျာ အေးအဲ့လိုဘာမှညာမှမသိတဲ့ကောင်ကအခုအရွယ်ရောက်နေပြီအရွယ်ရောက်တဲ့ယောက်ျားလေးတယောက်တော့ပြီးတော့မင်းရဲ့ရွှဲနူရဲ့ဘေးနာကတပွားမှခွာတာမတွေ့ဘူး တဖွာမှမဖွာတယ်ပိုကောင်းတာပေါ့ဗျာတခြားယောက်ျားလေးအန်တဲ့အတွက်မစိုးရင်ရတော့ဘူးဗျာ အေးပါမင်းအစဉ်ပြီးတော့လေပြီးတာပါပဲ ဟောဒါနဲ့ခင်ဗျားဝယ်လာတဲ့စပားတွေကဘယ်တိုင်းမှာသွင်းပါလဲကျုပ်ရှိမှရောင်းပါလား ဟာမင်းဘလို့မေးလိုက်တာလဲကွာဈေးကောင်ပေးလို့ကတော့မင်းစီကပဲတွင်းမှာပေါ့ကွာ ကိုထုံးလူခင်ဗျားလေသူများရှိကြတော့ဈေးနေပေးပြီးဝယ်တယ်ကို့အတွက်ကြောင့်ဈေးကောင်းကြံပါတယ်ခင်ဗျားလေကို့အလုပ်ပေါ်မှာကို့တစ္ဆာတော်တော်ရှိရတယ် ဟာဘလို့ပြောလိုက်တာလဲကွာအဲ့ဒါပွဲစားထွန်းလူရဲ့အမြဲတမ်းစောင့်တည်တဲ့သစ္စာတရားကွာ 妈呀，那你们这个往哪里呀？你有病吗？
မပင်မဲ့မဟုတ်ကျုပ်ကလေရွက်လူကိုကာကွယ်ပေးမလို့ဘလို့နေရငါကောက်ပဲပေးမယ်လားနော်ငါပဲနေကာကွယ်ပေးလားနေရပဲငါကောက်ပဲပေးမယ်ဆိုကြည့်ရတယ်ညလူကဘယ်တော့ကကျုပ်တို့ရွာနဲ့သွားမလို့ဟုတ်လို့လားရန်လူလေးတော့လိုက်နေရမို့လားမဟုတ်ပါဘူးဗျာကျုပ်ကရွက်လူကိုကာကွယ်ပေးမလို့ဘယ်လိုတော့လူကရွက်လူလေးကိုကာကွယ်ပေးမလို့တဲ့ဟုတ်လားလူကကြာ你也没怎么录干过没嘛嘞？啊，俺录干过没嘛？你呀，录干俺录上干的没？没，不能没干的，没不能没干的，快打没了。干的的。哎，哪位个？哪个？这个。别来点给我。哎，看。卢克。呀。明老抽来了。啊，过去了，扔了，过去了，没录吧？咁樣做個拖到做個拖啦你。好吧，没了，为了他干什么？也没干些个。好，下边，出来呀。好，刘克，这个出来。这我们老往那边就当嘛。把屁到地来，把到地来。老板呢？刘大，把他打地来了。没屁，没屁。没，老板呢？没打到，没打到，没。到没不是吧没？没到位呀没呢？没被妈妈说了，谁他那来说没来吧？没到位，到老板呢？没打到嘛吧？到没到嘛？阿妹说了，阿妹到给老板啊！哎，这啥不行？还有那么大的？赔你妈的！你妈的！哎，赔那么大的，我对我妈大的，哪才行？哪里闹？今天就我想要我检查吧。你好哩，個把狗乜乜啲咧？杜苗我杜野狗落俾我計錢那個，太呀！沒到，哎，不是我故意俾你怎麼辦沒？ဘာ故意的咧？你媽嘞！沒到啊，沒，喂，沒到啊，沒。ကိုသားကြောင့်လည်းကိုမသိတာမဟုတ်ဘဲနဲ့အမေရဲ့ဖြစ်ပြီးတဲ့ကိစ္စတော်တော်ရိုက်နေတာနဲ့တော့နော်ဟဲ့ခင်တိတ်စမ်းဒီကိုမလွှဲတာလို့တာငါခေါ်ထားရတာဒီကငါသားမဟုတ်ဘူးငါမသားသမီးဆိုလို့ညီတယောက်တည်းပဲရှိတာအမေကလည်းကျုပ်ကိုအဲ့လိုမပြောပါနဲ့ဗျာကျုပ်ကလည်းအမေရဲ့သားပဲအောင်အမေကလည်းကျုပ်ကိုအမေငယ်ရဲ့ကြည့်ပါတော့ဟုတ်ပါရဲ့အကိုကြီးရောသမီးရောအမေရဲ့သားသမီးတွေရွာပဲအမေရဲ့ကဲပါကိုကြီးကလည်းနောက်ဆက်ခါကျရင်တတိထားပြီးစင်ကျင်ညီမလေးသတင်းတွေအကုန်လုံးကြားပြီးပြီအများနဲ့သူများလာပြီးတော့အနိုင်ကျင့်တာကြီးပဲခံမနေနဲ့ငါရွနုတယောက်တည်းမလို့ကုညီရပါကုညီရလဲကုညီရပါကိုကြီးဒါမဲ့နောက်ခါကျရင်စင်ကျင်မှုပြောနေတာနော်ကိုကြီးဇာနောက်ကိုအမေစကားကိုနားထောင်ပါမယ်တော့တနောက်အမေမကြိုက်တာလည်းမလုပ်တော့ပါဘူးနော်မင်းတို့အမေစိတ်မဆိုးနဲ့တော့တော့စိတ်မဆိုးနဲ့တော့ခွန်းလို့ပေးလိုက်ပါမယ်နော်မင်းနော်ဘာလဲမင်းအရက်ခံလိုက်ရတယ်လားမင်းညီမလေးကိုကြောက်ချစ်ပြီးကျုပ်ကြိုင်ခဏရိုက်တယ်ကျုပ်ကမချစ်ဘူးလားမသိပါဘူးကွာဒီမလူကမင်းပါဆိုတာတသမီးကိုမချစ်ပဲနေမလားကွာမင်းအမေကမင်းကိုရိုက်တယ်ဆိုတာမင်းကိုပိုချစ်လို့ဖြစ်မှာပေါ့ဆရာကြီးကလည်းချစ်လို့ရှိရင်နားရဆိုမင်းကလူသားအဖြစ်မရှိတာအဲ့ဒါကြတော့သိတာပဲဒီမှာငါလုပ်နေတာတွေ့လားဟုတ်အရုပ်ကောင်းကောင်းရဖို့အတွက်စွန့်တွေကိုနူးရတယ်နှားရတယ်ထူးရတယ်ထောင်းရတယ်အဲ့ဒါမှလူရပုံသွင်းလို့ရတာကွာမင်းကြားဘူးမလားတော့မသိဘူးအိုးကောင်းတစ်လုံးရဖို့အတွက်အဲ့ဒီအိုးကိုနာရတာကွာ
မင်းအမေလည်းအဲ့ဒီသဘောပါပဲမင်းအမေရိုက်တယ်ဆိုတာမင်းကောင်းစေချင်လို့ပေါ့ကွာဒါနဲ့မင်းအမေကိုမင်းမချစ်ဘူးလားဆရာကြီးရတယ်ကျောက်ကအမေကိုလည်းချစ်တယ်ညီမလေးကိုလည်းချစ်တယ်အမေကိုကြောက်တာလွယ်ပြီးမမုန်းအဲ့ဒါမေတ္တာစင်မေတ္တာမှန်ကွာဒီမှာလူကလူဆိုတာတစ္ဆာစီရတယ်ငါအလုပ်ပေါ်မှာတစ္ဆာစီလို့လက်ရကောင်းထွက်လာတာပေါ့ကွာဆရာကြီးရတယ်ဗျာဒီအယုတ်လောက်ကတော့ကျုပ်လည်းလှုပ်တတ်ပါဘူးမင်းကအယုတ်လှုပ်ချင်တာပေါ့ဟာလှုပ်ချင်တာမဟုတ်လှုပ်တတ်တာဆရာကြီးမယုံကြည်ကျုပ်လှုပ်ပြမယ်အော်အဲ့ဒါနွားလားဟုတ်တယ်ဆရာကြီးဒီမှာဂျိုးဒီမှာအမီဘာနဲ့မတူတာဟောအေးတူတယ်ကွာမင်းတော်တယ်ကျုပ်ပြောတာပဲကျုပ်ကအယုတ်လောက်တတ်ပါတယ်လို့ဆရာကြီးရုံးမမယုံတာဒါနဲ့လူကမင်းအယုတ်လောက်တာကြိုက်လားမင်းစိတ်ဝင်စားတယ်ဆိုရင်မင်းကငါသင်ပြီးတိုက်တကယ်ပြောရလားတကယ်ပေါ့ဝမ်းတာရဆရာကြီးအမေလူခါဆိုတာတမီးတို့အခုမှတိလာမှာမဟုတ်ဘူးဟိုငယ်ငယ်လေးကတမီးတို့တိလာဟဲ့ငယ်ငယ်တွေကပေါင်းလာတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အခုဟာညီတို့ကအရွယ်ရောက်နေပြီလေပတ်ဝန်းကျင်ကအမြင်မှားတာမှားတာတဲ့ဒီကောင်စိတ်ပေါက်ပြန်ပြီညီတို့တခုခုအန်ရပေးမှဆိုလို့ပြောနေတာအမေစိတ်ဖောက်တာဆိုတော့ယူနေရမဟုတ်ဘူးသူကမျက်လုံးလေးနဲ့မွဲတာပဲရှိတာပြီးတော့တမီးနဲ့သူကဟိုငယ်ငယ်ကပေါင်းလာမေတိရတာနဲ့ဟဲ့သူကသူယူလာပေါ်တာကန်းတာသူ့မေကမင်းတော့ထားလို့ဖြစ်တာလေညီနဲ့ပါဆိုင်လို့တော့အမေလူတစ်ဖက်သားအဲ့လိုချွတ်ချွတ်နေပြောရအောင်လေသူမျက်စိမုံနေဆိုတာလေကန်တရားအကြောင်းမဖြစ်တာပတ်ဝန်းကျင်ကြားတိုင်းလည်းမကောင်းပါဘူးအမေရဲ့ဟဲ့ဒီမှာငါအိမ်မှာငါပြောတာသူများကဘယ်သူကြားမှာတော့ဘာလဲကြာညိုရှိလို့လားကြာညိုဆိုတာညီတငယ်ချင်းဆိုပေမဲ့ငါသမီးလေးလိုနေတာမညီတို့လည်းပြောထားမယ်နော်သူဘာပဲလုပ်လို့ထိန်ချန်မထားနဲ့ငါအကုန်ပြန်ပြောနော်ဟုတ်ကဲ့ပါဒေါ်လေးများဟိုကြာညိုပြောမှာပေါ့ဟိုရွက်နုကလည်းဒေါ်လေးထင်တာမစိုးသေးပါဘူးကိုရွှေအောင်ရှင်းရပါလို့ဒီမှာကျမသမီးကိုဆုံးမနေတယ်လေနည်းနည်းပါးဝင်ပြောပါအောင်လားလို့ကွာတနေ့ဒီကြောင်းကြီးပဲဒီပြင်းကြောင်းလေးများလွှဲပြောစရာမရှိကြတော့လားဟမ်ကိုရွှေအောင်ရှင်းကျမအောက်ထွက်လိုက်မယ်နော်
ကလေးတွေရှိတယ်လေမင်းဘာတွေလျှောက်ပြောလဲ ကျမပြောတာဘာလဲပြောတာလဲရှင်ကိုနေရင်အောက်လိုက်မယ်လို့ပြောတာ ဒီပါကွာမင်းဆုံးမလို့လဲဆုံးမပါဟုတ်တယ်သမီးဘာတည်းမှာဖေးဖေးသတင်းကြီးတူတူလေးကြားနေရမောင်တို့ခါဆိုတာကျွာရှိတဲ့ကာလာကဒီအားလုံးကစနှောက်နေကြတာလေသမီးနဲ့တွဲနေတော့သူနဲ့ပတ်သက်ပြီးတော့သမီးလေးကိုတစ်ချိန်မှာအနှောက်အယှက်ဖြစ်တာမဟုတ်တော့အဖေစိုးရိမ်နေသမီးလေး ။အော်မစိုးရိမ်ပါနဲ့ဖေရဲ့ဟိုဖေသမီးကလူညမမဟုတ်တာ။သမီးကလည်းလူခါကိုခင်တယ်လူခါကလည်းသမီးကိုခင်တယ်။သမီးကလူခါကပဲပေးနေတာ။လူခါလေးကတနာဖို့ကောင်းပါလေဖေရဲ့။ အေးဟုတ်တယ်နော်တကယ်တမ်းကျတော့မောင်လူခါလေးကသနာပြန်နေတယ် ဟုတ်ပါနဲ့ဟုတ်ပါနဲ့ရှင်ကိုရှင်းနေသားကမှရှင်ကသမီးဘက်ကပါနေဟဟလားဒီမှာသမီးသူကသူယူတာပဲဖြစ်ဖြစ်ပေါ်တာပဲဖြစ်ကန်းတာပဲဖြစ်ဖြစ်ညီနဲ့ဘာမှမဆိုင်ဘူးယောက်ျားဆိုတာယောက်ျားပဲအေးတနေ့အန်ရပေးနိုင်တယ်ဆိုတာညီမြဲမြဲမှတ်ထား အေးပါရဲ့ဒီနေ့အခုတော့ဒီလုတ်ကလေးလက်စတက်ပြီးမှပဲနေတော့ကြိုက်မှာဟေးတက်လည်းမေးပါအောင်အေးညီစပင်မလိုက်တာမနက်တော့ဆိုလဲညီမင်းနဲ့ဈေးရောက်သွားရတယ်ညီမရမှာငါးသားဆိုသေမှာပဲအော်ဒါကတော့အေးညီတို့ဘဝနဲ့ညီတို့အမေကိုကျုပ်တို့ဘဝလက်လုံးမှာပါဇက်လုံးရမယ်ဆိုတာညီနဲ့တည့်ရတာနဲ့ညီမလဲလေအကိုကိုပူကအမေကိုပူကနဲ့ညီဒီတက်ယောက်ျားရဖို့ရှိသေးလားဟဲ့ဒါနဲ့ညီမရီးစားရပါရောရှိနေပြီရီးစားရှင်ငါ့ကိုပြောပြအောင်နော်အမလေးဒီမှာငါအမေရဲ့ဘဝကိုကြည်တာနဲ့လေယောက်ျားတွေကိုစိတ်ကုန်လုံးလို့ပါအေးဒီမှာအေးပေါ့ဟုတ်ပါငါအေးဆေးနေပါရစေညီလဲကြရောညီကိုဒီလိုဖြစ်မယ်လို့ပုံနေတွက်ထားတာလားညီအဲ့လိုကြီးတော့ပုံနေမတွက်နဲ့လေအေးညီလဲကြရောအဲ့လိုဖြစ်မယ်လို့ဘယ်သူကပြောထားလို့လဲပြီးတော့ညီကိုဒုက္ခိတကြီးကဘာမှအကူရတာမဟုတ်ဘူးဟဲ့အေးပေါ့ဒီမှာငါကိုအဲ့လိုမပြောပါနဲ့ငါကိုရဲ့အားနဲ့ချက်ကိုအဲ့လိုမျိုးပုတ်ခတ်ပြီးပြောငါမကြိုက်ဘူးနော်ညီကိုအခင်းဆုံးတငယ်ချင်းမို့လို့ခွင့်လို့ပေးလိုက်ညီရလေအေးဗဇက်ကလှုပ်ခဏထွက်သွားလို့ပါငါ့ကိုစိတ်မဆိုးနဲ့နော်ကျင်းတော့မကျင်းတတ်ပါဘူးညီကျင်တော့ငါဘာလုပ်ပေးအောင်မလဲကျင်းနေစေချင်လားအဲ့ဆိုငါ့ကိုယူလိုက်လေညီကပြောတော့ချစ်ဆုံးတငယ်ချင်းနဲ့ငါ့ကိုကြောက်ထဲတွန်းချမယ်ပေါ့လေညီကိုကလေလူတာမစွမ်းတာသူကရွှဲနှုဖြစ်နေတာအေးဒါကတော့ဟဲ့သူ့ပေါ်မှာအနွန်နာခံတဲ့သူဆိုပြီးတော့ခင်းတွဲနေရှာတာပါအေးငါကတနာဖို့ကောင်းပါတယ်ဟာအမေကလည်းသူ့ကိုတစ်ချက်မှမျက်နှာသာပေးတာမဟုတ်ဘူးဟာကိုကြီးကိုလေဒီဘဝကနေအမြန်ဆုံးလွတ်မြောက်ရအောင်လို့စေကုပေးချင်လိုက်တာဟာကဲပါဟာတနေ့လာလဲဒီအကြောင်းနဲ့ကိုဘာမှမလုပ်ပေးနိုင်တဲ့ဘဝကိုတွေးပြီးပူနေနဲ့နော်ညီပြောသလိုညီမင်းနဲ့ညီကိုအလုပ်တွေးချင်တယ်မလားငါတို့အလုပ်လေးတူတူလုပ်လိုက်အောင်ကဲလုပ်မယ်ခွက်ပဲတောက်တော့နှစ်ခွက်ပဲတောက်တော့ဒီနိုကျူးပြန်ပြီးပဲတောက်တော့ဘယ်ချိန်ပဲတောက်တော့ဘယ်နေရာပဲတောက်တော့ငါဘောတစ္ဆာရှိနဲ့မူးပေးနိုင်တာဆိုတော့ဟိုရရှိရနေဟာရက်ဆိုတာတစ္ဆာရှိတယ်မေတ္တာဆိုတဲ့အမီးလေးလိုသေးတယ်ကိုဖို့တော်ဟာငမူးငါဆိုတဲ့အကောင်ကလေငါဘောကိုတစ္ဆာရှိနဲ့မူးပေးနိုင်တယ်ဟိုဒီအရက်ကိုပဲတစ္ဆာရှိပေးနိုင်တာအရက်တော့ရှင်နေပြောပြီးအမီးနိုင်စားရတဲ့တစ္ဆာမဲ့တဲ့လူငါမလုပ်ဘူးဗျဟမ်လို့ကိုတော့ကျုပ်ကိုသစ္စာဖောက်တယ်လို့ပဲပြောကျုပ်ကတော့လေအာမပူအောင်ရှာထူရအောင်လို့ဟောဒီအမီးလေးတော့ကူမရဟဲ့အောင်ငရေမင်းအမီးကဒါပဲလားကွာငါအရက်တော့ရင်အမီးများစားတယ်ဆိုတာမင်းလေးသိသားနဲ့ကွာကိုဘောတော့ခံမရကိုကျုပ်အရက်တိုက်ထားရတယ်နော်ကျုပ်အလုံးလေးကိုပါအောင်ဗျာ
面离多少些啊？我离多少些？没表我这个我上了多家，对吗？我也知道嘞，我带他了，没我非看的。အောင်နောက်တော့မလို့ပြောဘာလဲပြောဦးစင်တိုင်းပေါ့ဗျာကျုပ်ကိုစဘာမယောင်းတဲ့လူတွေကိုဆုံးမပေးဖို့လာပြီကလင်ကြက်အလုပ်ပေါ်သစ္စာမရှိရကောင်ဒုက္ခရောက်တော့ငါစီလာပြီကိုဟောတော်ရဲ့ကိုညီပါဦးကျုပ်ကလေခမည်းကိုအရက်မပြတ်အောင်တိုက်ပါဗျာဟဲ့အောင်ကြီးဟိုမှာလူဟလာနေကွာအိုက်ကောင်အမီးကိုဟိုင်းအောင်ခေါ်လိုက်ကွာဟာဟဲ့လူကလာပါအောင်ကွာလာဦးဗျာဟဲ့အောင်လူကမင်းရက်ကနာဘာဖြစ်နေတာတော့လာသားပါအောင်ကွာမင်းကလေလာထိုင်သားပါအောင်လူခရဲ့ထိုင်သားပါဦးမင်းကလေညီမတွေ့လားငါတို့အရက်တော့ရတာအမီးကအစင်မပြေဘူးကွာအမီးဝေပဲစားပါဦးလူခရဲ့မဝယ်မပြီးနိုင်ဘူးဗျာကျုပ်အလုပ်ရှိသေးတယ်ဟာဘာဖြစ်လို့တော့ကျုပ်ကအမေကမှားထားတယ်အရက်တော့မကောင်းဘူးလေဟာဘာလို့မကောင်းရမှာလဲဒီတော့ကောင်းတဲ့အရက်ကိုကွာအမီးလေးဝေပဲစားပါဦးလူခရဲ့အမေကကျုပ်ကိုပြောတယ်အရက်သမားနဲ့မပတ်သက်နဲ့မပတ်သက်တော့သွားမယ်ဟဲ့လူခဟောလူခဟဲ့ဘာပြောတာအရက်တော့ဖြစ်တယ်ဟုတ်တယ်အရက်တော့မပတ်သက်နဲ့မပတ်သက်ဘူးရက်တော့ဟာအရက်သမားမင်းဘာလို့လဲဘာသွားမှလဲကွာဟာဟဲ့တော့ဟာကလေးတွေလိုပဲသဘောထားလိုက်ပါဗျာဟဲ့ဘာကလေးအမေကလေးပြောပါအရက်သမားတော့ဟာဟဲ့ဘုထောင်းဆိုတာအရက်သမားကွာဒီကောင်အရက်ကမသိဘူးမော်နီကတော့သူနဲ့တွေ့သေးတယ်ဆိုတော့သူကအမျိုးအကိုင်းကိုကျွန်တော်ဘိုးလို့ဆိုပြီးအပြစ်ထွက်လာတယ်ဟုတ်ဆရာကြီးပြောတော့ကျုပ်ကိုအယုံလုံးတဲ့တင်တာပုံလို့ဆိုဟောပြင်ပေးမှာပေါ့ဒါပေမဲ့မင်းအားဆိုင်ဖို့တော့လို့လားနော်အားဆိုင်တယ်ဆိုတော့ဘာပြောစရာဟောမင်းကလည်းကွာအားဆိုင်တယ်ဆိုတာကျူးစားတာကိုပြောတာမင်းဒီအလုပ်ကိုဆက်လုပ်တော့မယ်ဆိုရင်စိတ်ဝိဒစားလေးလားဖြစ်အောင်လုပ်ပြီးတော့ဒီလုပ်ပေါ်မှာသစ္စာရှိရမယ်အဲ့ဒါဆိုရပြီအဲ့သစ္စာစကားကိုကျွန်တော်ခဏကြားပြီးအမေကလေဒီကောင်သစ္စာမရှိဘူးဒီကောင်သစ္စာမဲ့အဲ့စကားကိုခဏပြောရစရာသစ္စာဆိုတာလူတွေကမျိုးစာကြတယ်မျိုးလည်းဖန်တီးကြတယ်ဥပမာဖြင့်အချစ်အတွက်ဘဝအတွက်ဂုဏ်ပကာသနာအတွက်သစ္စာတွေဖောက်ကြတယ်သစ္စာတွေမဲ့ကြတယ်သစ္စာတွေပြည့်ကြတယ်တကယ်တော့လူခါရဲ့အလတ်သစ္စာတရားဆိုတာရှာတိုင်းဟောဒီကခန္ဓာကိုယ်ထဲမှာရှိတာကွာဆရာကြီးပြောတာကိုကျွန်တော်ဘာမှနားမလဲဘူးဘလူးလေကျွန်တော်မသိဘူးဆရာကြီးကျွန်တော်ရှင်းပြအောင်တနေ့ကျရင်မင်းနားလဲလာမှာပေါ့ကွာကဲဒါနဲ့တို့ဒီနေ့အလုပ်ဆက်လိုက်ရအောင်နော်နောက်နေ့လဲမင်းငါစီမှာပဲလာလှုပ်မင်းကငါပတ်စံပေးအဲ့ဆရာကြီးကျွန်တော်ပတ်စံပေးပါပေါ့နော်ဟုတ်ပေးမှာဘောကွာဝမ်းလိုက်ရဆရာကြီးကအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အမေကိုအဲ့ပတ်စံအဲ့လိုရပြီပေါ့နော်ကိုလည်းနေပါညပါအောင်မီရဲ့နေလဲကောင်းတာမဟုတ်ဘဲနဲ့ဒီဘဝမှာတော့ခဏတစ်ဖြုတ်နားဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဒီအလုပ်တွေကလေညီးလုံရင်လုံမလုံရင်ငါလုံနေ့ရှိညရွှေနေလို့မရဘူးဒုက္ခအမေရဲ့ဒါတော့လည်းဒါပေါ့အမေပဲတပည့်ကိုတင်ပေးထားရလေ
လောကရန်ကိုကြင်ကြခံနိုင်ရမယ်ဆိုအမေနဲ့ကိုကြီးတို့ကတမီးကြိုးစားပါမယ်အမေရဲ့အမေသမီးလေးရှိလို့တာပေါ့ခိုးကောင်တစ်ယောက်သေးဆိုရင်တော့လေအမေတော့မလွယ်ပါဘူးအကိုကြီးဘဝကလည်းတနာပါတယ်အမေရဲ့အခုလည်းဘယ်တွေတွားပြီးတော့ဘာတွေလုပ်နေပြန်ပြီလဲမသိပါဘူးကြုံရအိတ်ကြုံရစားအိမ်ကိုဘာတန်ရောစင်မှရှိတဲ့အကောင်မဟုတ်ဘူးအမေရတော့လေအမေသားလေးကိုဝမ်းနဲ့လွယ်ပြီးမွေးထားတာဖြစ်လို့အမေတို့မဖြစ်ရပါဘူးဒါတွေကိုတော့တင်းကသိမှာမဟုတ်ပါဘူးအမေလဲနော်ပြောရင်တားအောင်မချစ်ဘူးနဲ့နောက်ွယ်ကြရင်တော့မျက်ရည်လေးဆန်းနဲ့ဟဲ့ခင်ဦးဒါမဲ့အေကိုပြောရမယ်စကားလားဟိုကောင်းတွေလှုပ်ထားတဲ့ဝက်ချမ်းပြညီရဲ့အတွက်ဖြစ်သွားမယ်နော်အမေဟဲ့ကိုကြီးပြန်လာပြီအမေဒီမှာကျပတ်စံနေဟဲ့လူခါညာဒီပတ်စံနေမင်းဘယ်ရလာဘသူကမင်းကိုမဟုတ်ကလှုပ်ခိုင်းလို့ရလာလားဟုတ်တာအလုံးပတ်စံရတာအမေသုံးနေတာသုံးရက်ငါမင်းနေတယ်လေဒီပတ်စံဘယ်ကရတာလဲလို့နေခေါ်လာလားကိုရအမေကိုပေးချင်လို့ဝမ်းသာအားရနဲ့လာပေးတဲ့ဟာကိုယူလိုက်တာခင်ဦးညော့ကဘာမှထားလဲဝင်ပြီးတော့မပါပါနဲ့လို့ဒုက္ခငါမင်းတွေကပြောလေဒီပတ်စံဘယ်ရတာလဲလို့မဟုတ်ကနဲ့ရလာတာဆိုရင်တော့ငါမင်းကိုရိုက်မှာနော်ခင်ဦးပေးစံကိုချမ်းပြတော့မရိုက်ပါအမေကတော့လမ်းတကဘူးစရာရှိမှအလုပ်ကူလို့တော့ပတ်စံလို့သူကမိုးဖို့ပေးလိုက်တာအမေကကိုကြီးနောက်ရလာတယ်ဘာလို့လဲကိုကြီးရွာထိပ်ကဘူးစရာကြီးကငါအလုပ်လုပ်ပေးလို့ဆိုပြီးတော့အရုပ်တွေဝိုင်းလုပ်ပေးတယ်ဆိုပြီးငါ့ကိုမိုးဖို့ပေးလိုက်တာပတ်စံအမလေးငါကိုကြီးတော်လိုက်တာဘာရုပ်တွေထုပေးလိုက်တာလဲကိုကြီးနွားတူလားကိုတူတော့မတူကဝဲလို့ခွေးလို့ရှိအမေကိုကြီးလောက်တော့မယ်ယူပါအမေကအမေလောက်တော့လောနေတယ်ဆိုရင်လည်းငါမေကိုခူးရည်ဖြစ်ပြီးသားမယ်။နောက်မှရှင်ထဲကဖြစ်လာအောင်ပြောမယ်နော်။ဆက်လိုက်တာဟဲ့ဒုက္ခရမင်းကအရေးချောင်းဆိုမင်းကနှောက်ရှက်ဖို့ပဲ။မင်းရွှဲလူနာကတ်ဖို့ဆိုတာငါသိရနော်။ဘာလဲခင်ဗျားအကျုပ်ကမနာလို့မလား။မနာလို့မဖြစ်ပါဘူးကွာ။ဟဲ့လူခမင်းရွှဲလူကိုကြိတ်ကြိုက်နေတာငါသိရနော်ဟုတ်ကွာဘာရှောက်ပြောနေရလဲဟုတ်ပါတယ်ခင်ဗျားကျုပ်ကိုချစ်တယ်မလားကဲလူခါ你ရှောက်မပြောနဲ့ဟုတ်ပြီလားရှောက်ပြောနေမဟုတ်ဘူးအခုဆိုလို့ရှိရင်လေကျုပ်ကအလုတ်တောင်ရပြီအလုတ်ရနေပြီဟုတ်တယ်ဘာလို့ဟိုရွာထိတ်ကလေအယုတ်လုတ်တဲ့လူကြီးရှိမှပညာသင်နေရကျုပ်ကဆရာသူကကျုပ်ကိုပညာလက်သင်ပေးတယ်ပတ်စံနဲ့ပေးတယ်ဟာပတ်စံနဲ့ရတယ်ဟုတ်တယ်လူခါတော့ဟုတ်တယ်ဟေ့ဒါဆိုရင်မင်းရွှဲလူကိုယူဖို့ပတ်စံနေပါစူးထားအောင်နော်ဘာလို့ရှောက်ပြောနေရလဲလူခါနေတော်လိုက်တာတော်လိုက်တာဆိုကျုပ်ကိုချစ်လားချစ်တယ်လိမ္မာလေးနဲ့ပို့ချင်နော်ကတိနော်သစ္စာမတည့်ရဘူးလူခါတော့ဟေးသစ္စာစကားတွေပါပြောလို့ပါလားကွာမင်းကြီးပဲစာငါလည်းပြီးပါဦးဟာလူကွာဒီကနွားရည်ကြည့်နွားရည်ပါအီးစီခဏခေါ်လိုက်ပြီကွာမင်းလာအောင်ပါမင်းလာလောက်ရှိနေတယ်ဟာလာပါကွာခဏလေးပါလာပါရကွာပြောရရှိတာရှိလို့လာတော့မင်းလာမင်းဝမှာဆိုဘာလို့မင်းကလုတ်ကိစ္စပြောဆိုမင်းဘာနဲ့လုတ်နေလို့လဲဟဲ့အောင်ငါရွာတဲ့ဆရာဦးလုံးရှိမှငါအရန်တက်ချင်တဲ့ဘဝုတ်တဲ့ပညာကိုတင်းနေတာ
မင်းတော်တက်နေတော်တက်နေလားလို့တော်တက်နေပြီဟုတ်မှလည်းလုံးပေါင်းလူခါရမင်းကိုဘယ်သူကအရေးတီကိုအလုံးများပေးနေလို့လေဟေ့ငါဆရာကြီးကလေငါ့ကိုပတ်စံနဲ့ပေးတယ်ပြီးတော့ငါအရင်တက်ရှင်နဲ့ပညာတွေငါ့ကိုသင်ပေးတယ်နော်မတိပဲရှောင်းပြောနေဟုတ်ပါပြီလူခါရဒါနဲ့ငါတို့ပြောထားတဲ့ကိစ္စရောမင်းလုပ်ပြီလားဘာကိစ္စဆွေးနွေးကိုရေစကားပြောပြီလားပြောပြီငါခေါင်းလေးပြဟုတ်လားပြီးတော့စစ်တယ်တဲ့စစ်တယ်ကဲကောင်းလိုက်တာလူခါရဟေ့အဲ့ဒါမင်းတို့ချစ်တွေဖြစ်သွားပြီပေါ့ဟုတ်တယ်ဟောမင်းချစ်တွေဖြစ်သွားမြန်နောက်တစ်စစ်တက်တော့လေကွာမင်းလေနောက်တစ်စစ်ဘာနောက်တစ်စစ်ကဘာပြောတာဒါတော့ဒီလိုရှိရကွာနည်းနည်းတော့နဲ့တယ်ဒါပေမဲ့မင်းဒီတိုင်းတော့ငါကူညီလို့မရအောင်မင်းငါ့ကိုခုကူညီမှငါမင်းကိုပြောပြလို့ရအောင်ဘာကူညီရလို့ကွာငါမင်းညမလေးကိုချစ်တယ်လို့မင်းကမင်းညမလေးကိုပြန်ပြောပြီဘာဟောအမေစုမှာဗောဟာအော်လူခါရမင်းကမင်းညမလေးကိုမင်းမချစ်ဘူးလားချစ်တာဗောဟာငါလည်းချစ်တာပဲလေချစ်တာမကောင်းဘူးလားကောင်းတယ်စကားပြောပြီနော်အေးပြောပြီတကယ်နော်ဒါဘာလို့အော်မင်းညမလေးစောက်မှာတော်တူထားတာအဲ့ဒါငါလည်းစားလို့ရတော့ဗောကွာရတော့ဒီတော်ရောက်ပြောပြီနော်ရောက်ပါသလားပြောဟောနောက်တော့မင်းသိမှာပေါ့ကွာနော်ဟဲ့မမမင်းတို့ကဖွတ်ကုန်ပြီဟာရုပ်ရတွားပြီကွာရောက်ပြောပြီနော်ရအေးပါညီမလေးအင်းမနေပြီလားညီမလေးစားဦးလေရောအမေငါ့ကိုရလိုက်ကြပါလေသိလို့ပါဟာကိုရငါညီမတို့ချစ်လို့ကိုကြီးတွေမုံတော့သူများရဲ့ညီမတို့ချစ်လို့ဆိုပြီးတော့ပြီးခိုင်းတယ်ဟောသူများတော့ငါတို့ကညီမတို့ချစ်လို့တဲ့ဟာငါတို့ကညီမလေးကိုချစ်လို့လူခါကြားပြီနေခုနဘာပြောလိုက်တယ်ငါတို့ကညီမလေးကိုချစ်လို့တဲ့ငါတို့ကငါသမီးကိုချစ်လို့ဟုတ်လားချစ်တယ်နှမလေးတယောက်ရှိပါတယ်မင်းကကူလုပ်ပေးမယ်မရှိဘူးသူများမြောက်ပေးတိုင်းအောင်သွဲလောက်နေတာပေါ့ဟဲ့တော့မလုပ်ပါဘူးမြန်ဒီကပြောလိုက်တယ်လေအဲ့နေငါတို့ကညီမလို့ချစ်တယ်လို့ပြောတော့ဒါပြောပြရတယ်အတာမြောက်ပြတာမဟုတ်တာလူခါကြာနေရလေငါဝက်ချမ်းများနဲ့ဝင်းနေလို့ဘာမှလည်းငါဝက်ချမ်းပြမေဘယ်ရောက်လာတော့ဒါကဆက်ဆော့လိုက်ပါတော့အမေရဲ့ကို့ဘာဆိုင်လဲကိုမသိတာမဟုတ်ဘူးလေကိုကြီးကဘယ်စကားပြောလို့ဘယ်ရောက်တယ်ဆိုတာမသိတာမဟုတ်ခင်ဦးနေပါဇက်ကိုပိတ်ထားတော့နေဟာလေနေအကိုရိုက်မယ်ပြောရင်နေရှိတာကာစစ်တာဒီတကတော့ငါဆော့လိုက်ပဲပြောပြီးတော့မမီရလားကွာငါမမီရဆိုမင်းကကြည့်ရတာတမျိုးပဲဆရာကျွန်တော်မျိုးလုံးနေတယ်ဟိုကြည့်နေဝါဝါနာတယ်ဟောရေသက်ဆေးလိုက်ကွာမင်းရေသက်ဆေးလိုက်မျက်လုံးဟောရပြီဆရာရပြီမင်းရပြောတာပဲမင်းမျက်လုံးတစ်ချိန်လုံးပုနေတယ်မင်းမသန့်တယ်လည်းနဲ့မျက်လုံးမပုရဘူးကွာဟုတ်ဆရာကြီးဟိုဆရာကြီးဗာလဲဆရာကြီးကိုကျွန်တော်တခုတော့အပူညီတောင်းနေတယ်ဗာလဲကွာကျွန်တော်လေဟိုရွှန်းနုနဲ့တူတဲ့အယူလေးတစ်လုံးလောက်လုပ်ချင်လို့ကျွန်တော်တင်မှုကလားဟာမင်းကွာပထမတခင်ကလေးကဆွေခိုးတင်နေတာကိုကွာဆရာကြီးအဲ့လိုတော့မပြောနဲ့လေအဲ့လိုပြောကျုပ်ကကျုပ်ပြန်ကျုပ်ကိုရိုက်မှာပေါ့ကျုပ်ဘယ်သူမှမခိုးတော့မင်းခိုးတယ်လို့ငါမပြောပါဘူးကွာမင်းကစကားဥပမာပြောပြတာဒါနဲ့နေစမ်းပါဦးမင်းကရွှန်းနုပေါ်လို့ဘူးကမြောက်ပြလိုက်ပြန်ပြီဟိုကျွန်တော်ဘယ်သူမှမြောက်ပေးတာမဟုတ်ပါဘူးဆရာကြီးဟိုကျွန်တော်ရွှန်းနုပုံလေးလုပ်ထင်တယ်မြောက်ပေးတဲ့လူရှိရင်လည်းဟုတ်ထင်နေနဲ့အောင်1500တဲလဲပူပြင်းပါလားဒါနဲ့လူကရငါလုံနေတဲ့အလုပ်က
ဘာလို့ခေါ်လဲ ဆရာကြီးကလည်းအယုတ်လုံနေရလေ ဟောအဲ့ဒါဆိုငါရော အော်ဆရာကြီးကဒီအယုတ်ကလေးလိုလုံနေအယုတ်လုံတဲ့ဆရာကြီး မင်းစကားနဲ့မင်းကြတော့ဟုတ်နေတာပဲကွာဒါကအနုပညာလို့ခေါ်တယ်အနုပညာဆိုတာအနုရွာအနုဖွဲ့ပြီးလောက်ရတဲ့ပညာလားကွာမင်းသာအနုပညာကိုသစ္စာစစ်စစ်နဲ့စူးစမ်းတော့အနုပညာကလည်းမင်းအပေါ်မှာတစ်သက်လုံးသစ္စာစစ်စစ်နဲ့ပေါ်ပြနေပေးလိမ့်မယ်ကွာမပန်းကြီးရရတယ်တက်တာအရင်လိုတော့မဟုတ်တော့ပါဘူးကြောက်ရဲ့ကျမလည်းပဲအဆောင်ဆောင်နဲ့ပါဟင်းသမီးအမေဘူးဆိုင်တော့အမေကိုစောက်ရှောက်မယ်ဆိုတော့သမီးတယောက်ပဲရှိတယ်ကိုကောင်လူခါတော့အားကိုလို့ရမှာမဟုတ်ထုံးစံအတိုင်းကိုသွားဒီတော့လည်းရှောက်သွားနေတယ်နော်အခုရှောက်မသွားတော့ပါဘူးလေးကြောက်ရဲ့လမ်းထိပ်ကဘဘူးတို့ပန်းတမောတို့ထူတဲ့ဆရာကြီးဦးလုံးစီမှာအလုံးဝင်နေပြီဟုတ်လားအေးကောင်းတယ်အေးအတက်ပညာတစ်ခုရသွားပြီဆိုတော့သူ့အတွက်ကောင်းတာပေါ့ဟာပြီးတော့ညီတို့လည်းအားကိုးရတာပေါ့ဟာကျမတော့မထင်ပါဘူးတော့ဒင်းရလေဘယ်လိုအချိန်မျိုးကြရင်ဘယ်လိုပြဿနာမျိုးတွေခေါ်လာမလဲမသိပါဘူးအမေကလည်းအကိုကြီးကိုအဲ့လောက်ထိလည်းမပြောပါနဲ့အမေပြောသလောက်လည်းအကိုကြီးကမစိုးသေးပါဘူးအမေမပန်းကျွေးဒီမလေးဟာတားလေးကိုပြည့်ခဲ့တယ်လည်းမဟုတ်ဘဲနဲ့သစ္စာမဲတဲ့သူကမဲသွားပြီပဲကလေးလေးမှပြည့်မရှိပါဘူးဟာညီတစ်သလုံးကလေးလေးပုံမှာအပြစ်ပုံချရင်းနေသွားတော့မှာဟမ်ကျမနားလဲပါတယ်တော့ကျမသားလေးကိုကျမချစ်လဲချစ်တယ်ပြီးတော့တနာလဲတနာတယ်ဒါပေမဲ့ကျမသူ့မျက်နှာကိုမြင်တိုင်းကျမအပေါ်မှာသစ္စာမဲ့သွားတဲ့ဒင်းကိုမြင်ရတယ်လို့ကျမခံစားပြီးတော့ကျမမကြည့်မနဲ့ဖြစ်တာပါအလကားပါလေးကြောက်ရဲ့အမေကလေဝလုံးရှင်နဲ့ပတ်ပြီးရမ်းနေတာသူ့သားတကယ်တမ်းပြန်မလာဘူးဆိုရင်လည်းတမျောမျောနဲ့အဲ့အချိန်ညရင်တမီးပဲစိတ်မကောင်းဖြစ်ရတာလေးကြောက်ရဲ့ဩဒါကတော့မွေးထားတဲ့မိဘကိုဟာဘယ်မိဘမဆိုသားသမီးပေါ်မှာမချူးဆိုတာမရှိပါဘူးဟဲ့အခုသူအလုပ်ရသွားပြီဆိုတော့ရွာထဲမှာသူများတကအနိုင်ကျင့်တာခံရတာတဲ့စာရင်တော့ကျမအစိတ်အေးရတာပေါ့တော့ကျမလေးသူစီကဘာမှလည်းမမျှော်လင့်ဘူးဘာမှလည်းမလိုချင်ပါဘူးတော့ကျမသားလေးရဲ့ဘဝလေးအေးချမ်းချမ်းနေထိုင်သွားတာကျမမြင်ချင်ပါတယ်တော့ဒီနေ့တော့ဖြစ်လာမှာပေါ့ဟာနော်ဒီကြီးကလည်းကလေးကိုစုစုပူမလုပ်နဲ့နော်ပြောကြချင်းချောချောမမနဲ့ပြောငါလည်းကြုံလို့ရှိရင်ဆုံးမပေးပါဦးနော်ကျေးဇူးတင်ပါတယ်စီစဉ်ရမယ်အခုတော့မောင်အုတ်ကရဲ့မိဘနဲ့မျိုးကခဏလာလို့သွားတွေ့ခဲ့ပြီညီတို့ရှေးတို့လည်းတိုင်ပင်ခဲ့ပြီဟာအမေရဲ့ဒီလိုကိစ္စမျိုးဆိုသမီးရှင်အိမ်တို့ကလာမှာမဟုတ်ဘူးလားညီမတို့သမီးရှင်နဲ့သားရှင်နဲ့လာပြောနေနဲ့ခုချိန်ခါမှာငါနားမလဲဘူးညီကိုတင့်တော်တဲ့စီစဉ်ပေးဖို့အဓိကပဲကဲပါမခင်ပြရေကိုရွှေအောင်ဟိုသမီးနေပြောတဲ့အတိုင်းပဲလို့ပြောတာပါကျုပ်ဘာမှမပြောရသေးဘူးလာဖောမနေဟောတာဟုတ်ပါဘူးကွာရောင်းတာပါဟုတ်တယ်သမီးလေးနဲ့မဟုတ်ကိစ္စကိုသူမိဘကြီးပြောတဲ့အတိုင်းဖေတို့လက်ခံခဲ့ပြီအေးခုလိုချိန်ခါမျိုးကခေဆိုးခက်ကြီးချိန်ခါမှာအခုလိုရေးချင်မှုကမှန်ကန်တဲ့ရေးချင်မှုပါသမီးလေးတဘောအဖေတို့မေတို့သဘောတိုင်းပဲသမီးလေးကငါလည်းမတူလားဟဲ့ဘာတူလာတော့ငါတိုင်းပဲလေမင်းသဘော
ခင်ဗျားကျုပ်ကိုအကျိုးစော့အကမ်းမောလို့ပြောချင်တာနင်ကရွာထဲလူပြောတယ်လိုက်မပြောနဲ့ငါနေ့အဲ့ဒါဘယ်တော့ပြောဖို့လဲကျုပ်သိပါတယ်ခင်ဗျားကျုပ်ကိုချစ်လို့မထားလိုက်ပါတော့တကယ်ဒါနဲ့ဒီကိစ္စကိုဒီမှာပြန်မပြောအောင်နော်ဘာဖြစ်လို့လဲပြောလဲသိမှာမဟုတ်ဘူးဒါနဲ့ကျုပ်ခင်ဗျားစီကတခုလောက်ခွင့်တောင်းကြလို့တောင်းချင်တယ်ဘာတောင်းလဲခင်ဗျားရဲ့မျက်နှာကိုခဏလေးကန်ကြည့်ချင်တယ်ဟာဒီတိုင်းထိုင်ကြည့်လဲရနေတဲ့ဟာကျုပ်ကမျက်လုံးကတစ်ခါကြောက်လို့ရှိရင်လေတိတ်မကောင်းချင်တယ်လို့ဖြစ်နေလို့ပါအခုခင်ဗျားကအခုလိုအနီးကက်လေးတွေ့ရတော့ကျုပ်ခဏလေးကန်ကြည့်ချင်တယ်ကျုပ်လုံးဆရာရှိလို့ပါနော်ကျွမ်းလူဘာလို့ဒီမှာလူခါကငါမျက်နှာကိုကန်ကြလို့လေပြီးတော့တခုလုံးဆရာကြီးလို့
ကငါနဲ့တော့ပြေးတယ် ဘာလဲဟိုခင်ဗျာကျုပ်တို့ရနုမျက်နှာမကန်ကျုပ်ကိုစိတ်ဆိုးနေရတယ် အေးဆေးရောမဆိုးပါဘူးရန်တို့ဒီအမေကစဘာဘူးတောင်းခိုင်းရကြာလို့တဲ့ငါ့ကိုလိုက်ချခိုင်းနေတာအခုကစဘာဘူးတောင်းပြီးပါပြီလား တောင်းပြီးသွားပြီသူကဒီနေ့မပေးနိုင်ဘူးတဲ့အဲ့ဒီမှာပေးနိုင်တယ်အဲ့ဒါကြောင့်ငါလူခါနဲ့လာထားမယ်စကားပြောဒီခါဒီကိစ္စပြီလားဟုတ်ပြီငါပြန်တော့နော် ကိုကကျုပ်ခင်ဗျားနဲ့မလို့ရနုကိုစိတ်ချရနော် အေးပါကွာအေးပါမင်းလည်းနောက်ကြမလဲမင်းလည်းပြန်တော့ ဟုတ် ငါအခုနင့်ပုံလိုလုပ်နေတာနေရာနိုင်လားဆိုတော့ငါနင့်ကိုလက်ဆောင်ပေးမယ်လို့နော်တူလားမတူလားဆိုတာငါတိတ်မမြင်ရတော့မသိဘူးကဒါပေမဲ့တူတယ်လို့တော့ထင်တယ်ငါနင်းစီကိုဒီရုပ်လေးယူလာတဲ့အခါကျရင်နင်းအရန်ပျော်သွားမှာလားဆွဲနေတယ်ဟေးမတော်ဘူးဟုတ်တယ်မင်းနာလည်းပြောလို့ရှင်လို့ကွာရောက်လက်ထက်မှာရုပ်ချင်းနေဒါအခုကရွှေနုတက်ထုတ်ထားတဲ့ရုပ်လေးတွေရွှေနုနဲ့ပြောကြည့်တယ်ငါကွာတူရမလားရွှေနုနဲ့တူတော့မတူလားတော့မသိဘူးကွာကစားလို့ရမယ်နော်နော်ကစားမယ်ဘယ်လောက်ပါလဲကွာရောက်ပြတ်သွားဗျာအဲ့လိုမလောက်ပါနဲ့ဗျာဟောပြန်ပြီပါဗျာဗျာဘယ်လောက်ပါနဲ့ငါတောင်းမှာပါကွာပြေးပါကွာဟေးပြေးပါလို့ပြောဟေးဘယ်လိုပြန်လဲဗျာလာတော့လေဗျာဟောလည်းတော့ကိုပေါ်တော့ဟောလည်းတော့ကျွန်တော်တို့ကျွန်တော်ပြောလိုက်တာပါရောက်ကြဖြစ်လာလားဟုတ်တူတော့အားလုံးတာပါပေးရမယ်ရောက်မလုပ်ပါနဲ့ကိုပေါ်တော့ကျွန်တော်ပြန်ပေးပါဗျာရတယ်ဒီကတော့ပြတော့ပြန်ပေးပါမလုပ်ပါနဲ့ကိုပေါ်တော့မလုပ်ပါနဲ့ကိုပေါ်ဘာမရဟ
သွားပါလေငါပင်မမနဲ့လွတ်ထားရရုပ်ကလေးရက်စရရကဘာလို့ဘာဖြစ်နေလဲနေရုပ်ဖြစ်စီခံရတယ်ဆိုဟုတ်တယ်ဟာငါဟိုနေ့ကနင်းမနာလေးကိုမှန်းပြီးတော့လောက်ထားတဲ့နင်းအယုတ်ကလေးကိုဖြတ်စည်းသွားခံရတယ်။အော်ဒါကြောင့်လို့နေအောင်တနေ့ကငါမျက်နှာကိုနေကကန်ကြည့်နေတာ哦ဒီဟာဘယ်လိုလုပ်သွားလဲရွာတွေကကိုကြီးဖို့ထောင်လုပ်သွားတာဟုတ်တော့ရွာတွေကလူတွေကလည်းလေတစ်ခနဲ့ရှိနေရောပဲအနိုင်ကျင့်နေကြတော့တာပဲကဲလူခါစိတ်လည်းမငြင်းနဲ့ငိုလည်းမငိုနဲ့နော်နောက်တစ်ခေါက်ကျရင်နောက်တစ်ယောက်ထပ်လို့ဒီထပ်ပူတော့လာမှာပေါ့ဟိုငါကလေပင်ပမနဲ့ပထမအဦးဆုံးလှုပ်ထားအယုတ်လေးကိုငါနင်းကိုဦးပြပြကျင်တာအခုပြောက်ခွင့်မရတော့တာဩလူခါရဲ့ဘလောက်တောင်ဖြစ်နေတယ်ဆိုရင်လည်းနေအယုတ်လှုပ်တဲ့စီမှာလိုက်ခဲ့မယ်နော်တကယ်လာမှာပဲလူခါရဲ့အဲ့ဒါငါမရအောင်နော်ဖျားစီတကယ်လိုက်ခဲ့မယ်နော်နေရချာဒီထပ်ပူလာဒီမှာကိုထုံးတို့ခမည်းစပါးကိုကျုပ်ဝယ်ရင်စိတ်ကိုမရှိတော့ဘူးဗျာဘာဖြစ်လို့လဲကွာခါတိုင်းလည်းမင်းငါစီကယူနေကြပဲငါငွေခေါ်ချင်လို့ပါယူပါကွာမင်းကလည်းခမည်းကဒီများကဈေးနေပေးပြီးဝယ်ထားတာဗျာအဲ့ဒါတွေကအပူတွေဗျာဟာဒါစီးပွားရေးလုပ်နေတာလေကွာအပူတွေအေးတယ်ပြောမနေနဲ့စပါးပဲလေမှန်တယ်စပါးပဲဘာမှမပြောင်းနေဘူးပြောင်းနေနေတာခမည်းတို့ကျုပ်တို့လူတွေပြောင်းနေနေတာခမည်းကဒီလုံးပေါ်မှာတစ္ဆာရှိမယ်ဆိုရင်ဒီလိုခက်ခဲမျိုးတွေခမည်းတွေ့တာမှမဟုတ်ဘူးလာပြန်ပြီသစ္စာစကားဟာဒီရက်ပိုင်းရတာလေငါတစ်ချိန်လုံးကိုဒီသစ္စာတရားယူအဟောခံနေရပါလားဟမ်ဟုတ်ပါရဲ့ဟုတ်ကဟောကြာညိုနေလေရောက်လာပြန်ပြီဘာသစ္စာစကားတွေထပ်ပြောအောင်ပါလေပြောဘာလာပြောနေရတော့ဒီမှာအောက်ကနဲ့စကားပြောမလို့လာတဲ့ဟာကိုပြောကြတယ်ရွှေနုကဘာပြောလိုက်အေးရွှေနုကတော့ဘာမှမပြောလိုက်ဘူးဟာဒါမဲ့အခုရွှေနုကလူခါလှုပ်တဲ့ဘူးရုံလိုက်သွားလို့ဟာရွှေနုကလည်းဒီလူခါနာမှာရေလို့မနေပါနဲ့လို့မှားထားရတာနဲ့အရင်အခြေအနေဆိုလို့ရှိရင်ဘာမှမဖြစ်ပေမဲ့ဟာအခုကလူခါကလေရွှေနုဖြစ်နေပုံစံဖြစ်နေတယ်ဟာအဲ့ဒါငါနင်းတိတဲ့နဲ့ထင်လို့လာပြောတာဥက္ကရေးကြာလာရင်ဒီကိစ္စမျိုးမကောင်းလေဟာဟေးအေးဟာသစ္စာရှင်ကြီးအယူနဲ့ကွာအိမ်ဥခတ်တက်ပြီးချီးပါသွားမှာမင်းဟောကျင်တဲ့တရားမင်းပြောကျင်တဲ့တရားအဲ့ဒီကြမှာပြောတော့မင်းငါစပါးကိုအပူပါတယ်လေအေးပါတယ်လေချုပ်ချက်ခတ်နေမင်းကလာပြောတာမင်းမယူခြင်းလဲနေတော့မင်းအပူမင်းကမင်းငိမ့်နိုင်အောင်သာကြိုးစားလိုက်တော့ငါတော့လစ်ပြီဟဲ့လစ်ပြီဖြစ်တော့ဒီကိစ္စကိုအမြန်ဆုံးရက်တန်းကရအောင်လုံးမှဖြစ်တော့မျိုးမှရှိတဲ့မိဘတွေကိုအကြောင်းကြားပြီးရွှဲလူတဲ့မင်္ဂလာဆောင်ကိစ္စအမြန်ဆုံးစီစဉ်မှဖြစ်တော့ဟာဒီတော်လုံးကနေပြီလေကျွန်တော်ဆရာကြီးကတင်ပြထားတယ်ကိုလေးရတော့မှရွှဲလူရဲ့ပုံစံလေးကိုကျွန်တော်အယုတ်ကလေးကြည့်လာပြီးတော့ပို့တော့ပါလေဒီစိတ်ချမ်းသာနေတယ်ပြန်มาเนี่ยว่าကျွန်တော်လေးဒီလိုပုံစံလေးနဲ့ဒီလိုကြောက်ကျွန်တော်တင်နေကျွန်တော်လုပ်တယ်လာပါကျွန်တော်တင်ပြပါမယ်ဘုမရှိ
ရွှဲလူအော်မေဒီကဘာလုပ်လဲဟမ်ဒေါ်လေးမြကျုပ်တို့ဒီမှာအယုတ်လုံနေရတဲ့မင်းကငါမဲကြမဟုတ်တော့ကိတာဒီမကြပါဘူးဘေးဟာအမေလူများတော့အဲ့လိုပြောပါနဲ့စကပိတ်ထားနော်ဒီကိုဒီကောင်နဲ့ရောဝင်မနေပါနဲ့လို့ငါအတန်တန်တားထားကြတယ်ဒီပြောင်ရောက်လာတာနင်ကဘာမှမခံလို့နေပါပါနဲ့ဒီကောင်ကလေလွတ်ချင်တော့ပြီလို့တော်ပါတော့ဗျာခင်ဗျာဒီမြင်ခွင့်မမြင်ချင်ဘူးဆိုရင်ခင်ဗျာသမီးကိုပြန်ခေါ်လိုက်ပေါ့ဘာမှအပြည့်ဝနားမလဲကျုပ်ရဲ့တပည့်ကိုထပ်ပြီးတော့ဒုက္ခတွေမပေးပါနဲ့ဗျာနေချောက်ပြောရွှဲနုမင်းကတန်ရုံးစင်ဆိုတဲ့အပူပြီးတဲ့မှာလက်ပစ်ကူးချင်တာကိုကွာအဲ့လိုလည်းမဟုတ်ပါဘူးဆရာကြီးရဲ့ကျွန်တော်ကသူ့ရဲ့ပုံသူလေးကိုသူနဲ့တူတူလှုပ်ချင်တဲ့သဘောပါမင်းအပူတွေစာမနေစမ်းပါနဲ့ကွာမင်းအတွက်ကမင်းကဝါသနာပါတယ်ဆိုတဲ့ဒီအမှုပညာပေါ်မှာမင်းအာရုံစိုက်ထားတာဘုအသိတော်ဆုံးပါဘယ်တော့မလဲဘာတော့ငါဒီမှာကျဲဝင်ယူပြီးပြန်တော့မလို့မင်းကိုကြည့်ရတယ်ငါအရန်သားပဲဟာတိတယ်မသိဘူးဟာနင်အခုတိလိုက်ပါဟာနင်အခုလို့လှုပ်တယ်ပင်ပန်းလို့နေငါတကယ်မကြည့်ရလို့ပါဒီမှာငါကျဲဝင်ယူကိုနောက်ကျနေမယ်ဟဲ့ကျုပ်ကငါတို့လားဟာငါတို့ကကျုပ်တို့မလိုပါဘူးဟာနင်လာငါ့ကိုချစ်မယ်ဆိုလို့ငါအားပြည့်နေပြီသားပါဟာသွားတိတ်လိုက်ပါလားဟာတင်လို့မရသေးဘူးလေနင်အားကိုလို့ရအောင်ငါအလုပ်တွေကြိုးစားရအောင်မှာ
နေ့ကိုလူခါလဲဘာမှအခွင့်ရမှာမဟုတ်တာ ဒီမှာငါတို့နေငါ့ကိုကြောင်ဘာမှပြောစရာမလိုဘူးနော်ဖေးစမ်းပါဟဲ့မင်းရဲ့မဟုတ်ပါဘူးဘောမကြရလဲအစားရလက်ခံလိုက်ပြီးရောအခုမှပဲမေမေစိတ်အေးသွားတော့လေမဟုတ်တာနဲ့ဆိုရင်မင်းတစ်လုံးနေအေးကြီး တခင်မြန် ဟာလို့ ငါတို့လုပ်ပြီရာမင်းကတတ်ကိုမင်းသမီးနဲ့တော့မင်းကပို့ပြီးတော့စိတ်ဝင်စားနေပါလား ဟုတ်တယ်တော့ဘာတော့ကြလို့လို့ဟမ်ကျင့်တမက်ကလေးကနေကြလို့မဟုတ်ဘူးစီဝါရေးလက်မြင်နေသိလား တော်ပါတော့အန်နီမီယာရဲ့အန်နီမီယာပြောနေရတယ်။အမေကဘယ်တော့ထောက်ထားမှမသိတော့ မင်းမျက်နှာကားကြပြီမင်းရောက်ခမှအပ်တာဗောဟာ ကဲပါတော်ပါတော့တော်လေးတို့ရဲ့အခုလိုပဲစကားတွေများနေကြတော့မှာလားဟိုမှာအုတ်ကာနဲ့ရွက်နုတို့မျိုးတက်ဖို့စီစဉ်အောင်မယ်လေ အေးအဲ့ဒါပြောမလို့ဟိုသားနဲ့တမီးကမင်္ဂလာဆောင်မှုတကူမျိုးကိုတက်ပြီးပစ္စည်းဝယ်တော့မှာမလားအဲ့တမီးတို့မအောင်မယ်ဒီလားဟိုမျိုးလို့ရှိရင်ဟိုသားကရှောက်သွားနေနော်ဟိုတမီးမကြီးကဒါမင်္ဂလာဆောင်ကနေအရင်ရေးကြည့်တယ်သိထားနော် ဟုတ်ကဲ့ညာ ဟာတော့ ဒီတော့သိမကြနေလေမင်းကမြို့လိုက်တော့ပါလားဆို လိုက်မှာကျုပ်ကလေတမီးတို့လိုက်ဖို့မှာဖြစ်နိုင်ရင်ကျုပ်ကမျိုးပါတစ်ခါတည်းလိုက်သွားချင်တာတော်ကြီးအသုံးမကြလို့ဘာလုံးမကြစိုင်မာထားတော့လေအကျွေးကြထောက်ကြားရဲ့တစ်ခါတလေခေါင်းမရလို့စပင်းပြူလေးနှုတ်ပေးပါဆိုတော့နှုတ်လိုက်တာအမဲတွေကြီးပဲ ဒီတော့ကန်းနေပြီလေ စကြိုးလေးဖြစ်လို့တော့နည်းနည်းလောက်နှိပ်ပေးပါဆိုတော့လက်ကအားမရှိဘာမှအသုံးမကြ အသက်ကြီးပြီလေကွာမင်းရပါတာတော့ဥပဒေအခါတော့ဖြစ်စရာကောင်းတဲ့လူတရားမှမရှိဘူးလို့မင်းပြောတဲ့စကားမေ့သွားပြီလားဟင်အခုအသက်ကြီးလာတော့ငါဘာလို့မင်းကမင်းအတွက်အပေါက်လမ်းမတက်တော့ဘူးပေါ့မားတယ်မင်းလိုက်တာမားနေတယ်မင်းလိုက်တာမားနေတယ်အမေအမေတက်တာလေတားအမေမပုံနေတော့နော်နောက်ရက်ကေကစပြီးတော့ဒါညီမလေးနဲ့တူတူဈေးတဲ့အတူတူရောင်းမိမယ်ညီမတို့လည်းဝိုင်းလုပ်ပေးမယ်အမေတို့လည်းဒါရှာကျွေးမယ်နော်မိသားလေးရဲ့ဘဝဟုတ်လေပြောင်းလဲပြီးတယ်ဆရာကြီးဦးလုံးမိသိကျေးဇူးတင်တာပဲကွယ်ဘာပြုံးနေရဟိုမလေးဟာငါ့ကိုအမေကိုနှိပ်ပေးနေရကြည့်ပြီးတော့ငါပီတိဖြစ်နေတာဟာဟုတ်ခုလိုကိုကြီးပြောင်းလဲသွားတယ်ဆိုတာလေငါတို့တော့မင်္ဂလာတကားပေါ့ဟာဟဲ့အဲ့ဒါဆိုငါတို့ရမှာမင်္ဂလာတွေတိုးပြီးအေးဟဲ့ဘာမင်္ဂလာတွေတော့ညီမသိသေးဘူးလားဟာရွှဲနုလေဟာအောက်ကနဲ့မင်္ဂလာဆောင်မယ်ဆိုပြီးမြို့ကိုတက်သွားတာလေဒါဆိုရွှဲနုကမြို့ကိုတက်သွားတာပေါ့ဒုက္ခပါပဲအဲ့ကိစ္စကိုငါ့ကိုတိမသိပါမလားမသိဘူးဟမ်ကိုလူခမသိသေးဘူးလားဟုတ်တယ်စက်နေမှာဗျာဒီနေ့မနက်ပဲလေရွှဲနုမြို့ကိုတက်သွားတယ်တော့ရွှဲနုမြို့ကိုတက်သွားတယ်ဟုတ်ဘယ်လုံးရလဲအောက်ကနဲ့မင်္ဂလာဆောင်မယ်ဆိုပြီးတက်သွားတာတော့ဟုတ်ကနဲ့အမေခဏလေးနော်တာပြန်လာခဲ့မယ်အေးကျွတ်လို့ပါလေကျွတ်လို့လူတော်သွားတယ်မြို့တက်သွားတယ်ဘာကိစ္စလဲသူတို့မင်္ဂလာကိစ္စလေမင်္ဂလာကိစ္စဘယ်သူနဲ့လဲအောက်ကနဲ့ဟောက်တယ်ဘာမှမပြောသွားဘူးအမလေးရာရာဆဆဟာတယ်ဟောပါရဲ့你要跑到梦龙，他怎么样？你有抓住他抓嘛都？哎，真啥吧？哦，我去你妈过南嘞！我真有点慢一点的。哼，表来呀，没高兴了嘛？按照我你这个就我表了不？哎，地讲我要的我没那吧呢了。哈，哭了，哭
ခွေးလေးအရောဝင်ပရက်နေဆိုတာမျိုးဖြစ်နေပြီဟာနင့်ရောလေဒီတရားလုံးကဘယ်သူကအရောဝင်လို့တော့လူခါရဲ့ဟမ်ငါသမီးကလေနင့်ကိုဒုက္ခိတာမလို့တနာလို့အရောတဝင်နေနေတာကိုနင်ကအဲ့ဒါနင့်ကိုကြိုက်တယ်များထင်နေလားဟမ်ဝေးသေးတယ်ဟဲ့ဝေးသေးတယ်ဒီမှာလူခါနင်သိအောင်နင့်ကငါတခါတည်းအပြတ်ပြောလိုက်ပြီငါသမီးကလေအခုချိန်လောက်ဆိုရင်မြို့ပေါ်မှာအုတ်ကာနဲ့မင်္ဂလာဆောင်ဖို့ကိစ္စအားလုံးစီစဉ်ပြီးလောက်ပြီနားလေလားဒီတီးရမယ်တယောက်ပေါ်တယောက်သစ္စာမပေါက်ရဘူးပြောတော့ဖြစ်မိုးလာကေးလာနဲ့ဒီမှာဦးကြောင့်ခင်ဗျားကြောက်ပေါ်သစ္စာဖောက်တယ်နော်ဟုတ်မင်းသစ္စာဆိုတာပြောနေတယ်ငါမိုးမွန်းတာငါနားချက်မြက်ကလာပြီရောမင်းသစ္စာတရားကိုဘယ်လောက်နားလဲကပြောကြောက်ကနားလေတယ်ကြောက်ကကြောက်လုတ်တဲ့အလုပ်ပေါ်မှာသစ္စာစောင့်တည်တယ်ဂတိတည်တယ်ခင်ဗျားကတော့ကြောက်ပေါ်သစ္စာဖောက်တာဦးကြောက်စမ်းပါကွာသစ္စာစကားလည်းမင်းမတန်ပါဘူးကွာအမိကျအမိစာခေါင်းကျခေါင်းစာဘာမှမတည့်ဆိုမင်းအစိမ့်လိုက်ဝါစားမယ်ကောဈေးနေဝဲမယ်ပြီးရင်မတရားသဖြင့်အမျက်တင်ရောက်မယ်မင်းအဲ့ဒါပဲနားလေဟဲ့အဲ့ဒါကြောက်ရအလုပ်ပဲကျုပ်ကကြောက်ရအလုပ်ပေါ်မှာသစ္စာစောင့်တည်တယ်လို့ခေါ်တယ်ခင်ဗျားကတော့ကျုပ်ရပေါ်မှာသစ္စာဖောက်တာထုံးမင်းငါတို့ဈေးကောင်းပေးလားဟမ်ဈေးကွက်မှာဈေးကြတယ်ဆိုပြီးတော့ဈေးနေဝဲတယ်မင်းလုံးငါတို့တွေဒုက္ခရောက်တာများပြီကွာအဲ့ဒါကြောင့်မလို့ဈေးကောင်းပေးတဲ့ဈေးမှန်တဲ့ဥက္ကာစီမှာရောင်းတယ်ကွာအဲ့ဒါဘာဖြစ်လဲပြောဘာဖြစ်ရမလဲခင်ဗျားကျုပ်စကိရှိစေရလားပြောနေဗျာအဲ့ဒါခင်ဗျားကျုပ်ပေါ်မှာသစ္စာဖောက်တာထုံးလူအဲ့ဒါတန်ရတန်ဖို့ရတယ်လို့ခေါ်တယ်ကွာနော်လူတိုင်းဟာကိုယ့်အပေါ်မှာသစ္စာရှိဖို့ညှို့လင်းကြတာကြီးပဲအေးဒါပေမဲ့ထက်မတွက်တာကိုယ်ရောသူ့အပေါ်မှာဘယ်လောက်သစ္စာရှိသလဲဆိုတာပဲနားလေလားတော်ကြပါတော့ဗျာမနက်ကလေးကဒီသစ္စာနဲ့ပြောနေကြနားလေကိုညင်းနေတာပဲဟဲ့ဒီကောင်ကလင်ကကြစ်ကြလုံးလို့ပြောနေတာပါကွာဒါမှမင်းတို့ငါတို့အပေါ်မှာဒီကောင်ဈေးနေဝင်တာမင်းလည်းအတီးသားပဲငါတို့ဟာဒီမှာဥကြောက်ခမည်းကြက်သတိထားနောက်တစ်ခါရောင်းစရာမရှိတော့ငွေလိုလာမှကျုပ်စီလာမရောင်းနဲ့ကြားရလားသစ္စာဖောက်ကြည့်ရဲ့这个套路，没老高兴嘛，小人一穿对不对？俺老高兴不着嘛，拉没要不，没人面面骂他。那卡个，这啥的呀？哪么来的？当不么他的？给我找的，找到一串没完呢。哎，他呢？我找我给你加币。哪边币？你也真有。我这里上来没买呢。好，我找耶，我给啥？我找都给啥呢？身上没多少路啊。我讲路卡哩，原路啊，第三跑多少？太贵呢。你家这看了没路来办，没路来第三条没过比了高的呗。我三路来我找呀。三那不，都路也平时呢，单阳人路没那外面了，养苏家。没路地产嘛，俺路这路拿来就行，这路把皮当没事了，没做对呀嘛不，做对呀嘛不。我都路来嘛，过有山的过，第三条数了西家的。တကယ်တော့အလှတစ္ဆာတရားဆိုတာတတ်မဲ့မှုအပေါ်မှာမတည်ပါဘူးကွာမင်းတို့ငါတို့ရဲ့နှလုံးသားထဲမှာအဲ့ဒီအလှတစ္ဆာတရားကိုသာကင်းဖို့ထားမယ်ဆိုရင်ဟိုးအဝေးကြီးမှာရှာနေစရာမလိုပါဘူးတကယ်တော့နင်းနီးလေးပဲအိုးပြောသွားမယ်စုံနေတာဩဘာလဲAllah tissa dia. Allah tissa dia. ဒုက္ခအဲ့မှာဘာလို့ဒီဘာလာလို့တာငါတို့ဒါဆက်မပြည့်စည်တော့တယ်နော်ပြည့်စည်ပါဘူးကွာဟိုတော့ခါမျိုးစကြင်နောက်ကျင်တဲ့စိတ်နဲ့ငါကပြောခဲ့မိတာပါမင်းဒီလောက်ထိဖြစ်သွားမယ်လို့ငါမသိခဲ့လို့ပါမသိဘူးပါတော့နန်းကြီးတယ်呀，没အိမ်ပြန်မလားငါလိုက်ပို့ပေးမယ်မပြောပါလာမလူခါရရမလာဘူးလို့ပြောနေမှာ
လူခါမင်းရလေမင်းပေါ်မှာသစ္စာမရှိတဲ့မိန်းမကိုများမင်းသစ္စာကြီးနဲ့စောင့်နေရသေးလို့ကွာဟဲ့မိန်းမတွေဆိုတာလေငါဝေနေတဲ့စပါးလိုပဲကွာဈေးကောင်ပေးနိုင်တဲ့လူတွေတော့ပါသွားတာကြီးပဲအလကသစ္စာမရှိတာဟာတွေပါကွာချွန်းလူဗျာမကြီးရှိစနဲ့ကွာဘာမှမသိနားမလဲတဲ့လူသစ္စာတွေကအကြောင်းတွေသွားပြောနေတယ်ကိုဖို့ထောင်ပဲရှင်းပြလိုက်တော့ဗျာလူခါဗျာဟောဒီအရက်ကိုလေငါဘယ်တော့မှသစ္စာမဖောက်အဲ့ဒီလိုပဲအရက်ကလည်းငါ့ကိုလုံးဝသစ္စာမဖောက်တာရင်မူးမယ်မသားမမူးအဲ့တော့မင်းရဲ့ရင်ထဲကဝေဒနာတွေဖျောက်သွားဒါအရက်တောက်လိုက်မတော့ကျုပ်ကိုအမေရိုက်လိမ့်မယ်ဟဲ့လူခအရက်လောကရဲ့သစ္စာတရားကိုမသိသွားစေရမယ်ဟုတ်တယ်ကိုဖိုးတော်ကျုပ်မလုပ်ပါနဲ့ဗျာကျုပ်မတော့ချင်ဘူးအမေရိုက်လိမ့်မယ်ပါဇက်ဟာပြီးနင်းတောက်လိုက်စမ်းပါကွာဟာလိုက်လိမ့်ပါရဲ့ကွာဟာပြပြပြအိုးမျိုးချလိုက်ကွာဟိုးသစ္စာတရားတွေကိုဖိုးတော်မတော့ချင်ဘူးဗျာတလို့လိုက်မရိုက်လိုက်မယ်မရိုက်နဲ့ဒါအိုးဂိုင်းသားတယောက်တိုးပြီပေါ့ကွာပူလေဗျာတော်ပြီကျုပ်မရိုက်နဲ့နော်မရိုက်ဘူးဘာခါထတာပကလက်ချင်းနဲ့လက်တော့အိုးမျိုးလိုက်ခါလေးကွာဟိုပပငါတော့လေသားလေးလိမ်ပါပြီဆိုပြီးတော့ငါတော့ဝမ်းသာနေလိုက်ရတာမလေးဒင်းကဒီမှာမူးပြီးတော့လော်လဲနေတာငါဘူးတော့အရှိတောက်တာမတော်ပါဘူးဟဲ့ဒါနေဟဲ့လေအရက်တွေတော့မစားဘူးဘာလို့တောက်ပါလဲနေအမေကြိုက်တယ်ဟာနေခါစားနေနေအမေငါ့ကြည့်လေနေဘာလို့တောက်ရတဲ့ဒီအရင်တွေကိုထားစနင်းအောင်လေအိမ်ရောက်ရင်ဝါချမ်းများနဲ့ဟိုရိုက်နေဘာမှဟိုဘက်ကိုမသွားနဲ့လာဝါချမ်းများစာမိပဲလာတွေ့မိနေလားမို့ကျေးဇူးကတော့မို့ပါဆို
没有原路啊，没路见到天，原路啊，帮忙得啥没事，原路啊，得啥跑多个比，啊，姑啊，他个，俺们弄的路边伢嘞，你个带有些破烂数啦，你对吧？哎，带有些你得啥的呀？人家带开来打他原路耶。ဒုက္ခိတာဆိုပြီးလူတိုင်းကဆက်ဆံတယ်လို့ညီဟောငါ့ကိုအဲ့ဒီလိုဆက်ဆံလိုက်တာပြောပါဦးရွှေလူရဲ့ဒီငါရှိကိုပြန်မလာတော့မလားဒီငါရှိကိုပြန်မလာတော့မလားဒုက္ခိတာတယောက်ဖြစ်တဲ့ငါလူပေါင်းတွေအယုတ်လောက်တာမတွဲချင်ပါဘူးဒါပေမဲ့နေတဲ့တူတီဖြစ်စီမတူတီဖြစ်စီငါပေးချင်တဲ့အယုတ်လေးပေးခွင့်ရဖို့ငါလေးကိုမျှော်နေပါမယ်ကျွန်းလူရဲ့ဒီငါရှူပြန်လာခဲ့ဒီငါရှူပြန်လာခဲ့ပါထိုင်နေရကြာလာပြီမေရဲ့ဟိုသမီးတို့အိမ်ပြန်ကြရအောင်နော်ညီရကိုမပြန်မလာသေးတာခင်ဦးရဲ့အမေရဲ့သမီးလည်းကိုကြီးကိုလိုက်ရှာနေရာနှံ့နေပါပြီကိုကြီးကလေအခုဟိုရောက်လိုက်ဒီရောက်လိုက်နဲ့အရင်လိုပြန်ဖြစ်နေပြီအမေရဲ့အလုံးရိုင်မှလည်းအခုမရှိပြန်ဘူးဒီကောင်လေးလေအစတော့အဲ့လောက်အကြာကြီးမပြောက်ဘူးပါဘူးသမီးရဲ့အဲ့ဒါကြောင့်အမေစိတ်ကူးနေတာဟိုကနေ့ကသူ့ကိုရိုက်တယ်ဆိုတာလေသူလိမ်မာဖို့အတွက်ဆိုတာသူသိပါတယ်ဒုက္ခပါပဲနော်ဟိုတနေ့ကလို့ကောက်ရုပ်ပုံနာမှာအရက်တွေမူးပြီးတော့လဲနေလားမသိပါဘူးဒီပြလာတယ်ဒုလေးဒီလည်းမကောင်းတဲ့လူကတိတ်မပါနိုင်လို့ငါတို့ရဲ့ငါသားပြန်မလာသေးလို့စောင့်နေတာဟိုနေ့ကတော့ကောက်ရုပ်ဝင်သားမှာတွေ့လို့ကျွန်တော်ဆွဲခေါ်သေးတယ်သူမလိုက်ဘူးဗျဟေးလေအဲ့ဒီနေ့ကပြန်လာပြီးတော့ဒီနေ့ထိပျောက်သွားတာကြည့်ရလူခါတယောက်ရွေးနုတဲ့တော်တော်ခံစားနေရမို့ရရင်ကျွန်တော်တို့လည်းသူ့ဘောစနောက်တာတော်တော်လွန်သွားတယ်ထင်ပါတယ်ဗျာအေးပါဟဲ့ဘသူမှအပြစ်မရှိပါဘူးဒါဒီတမီတက်တဲ့လို့သိချမ်းသာပြနေပြည်တယ်မျိုးမျိုးကြောင့်အောင်သိနေကြတယ်ပေးရစတယ်ဒါမောင်ကတားကလက်ထပ်ပြီးပြီဆိုတော့သမီးလေးကိုကိုညီမလေးလို့ဇနီးမယားတယောက်တော့ဒီလိုဆောက်ရှောက်ပါပဲနော်စိတ်ချပါမည်ဒါရန်သူကိုမျက်နှာပြအောင်မလုပ်ပါဘူးရန်သူစိတ်ချမ်းတော့လည်းတာထားပြီးပါပါကိုပြီးယုံပါလေကွာသမီးလေးရှင်ဖေသမီးလေးကလည်းမရဖို့တရား၅ပါးဆိုတော့ပြည့်စုံပါမယ်နော်စိတ်ချပါဖေသမီးလေးရဲ့အိမ်အောင်ကြီးကိုတာရတဲ့အိမ်အောင်ကြီးပဲဖေးကြခြင်းနေနေတယ်နော်ဖေတို့မေတို့ညနာမျက်စီရပါဘူးဖေရဲ့ပါလို့ဗျာပါလို့ဟုတ်ကငါလေးကိုညီတစ်ခုလောက်တောင်းခြင်းနဲ့ဟိုနေခွင့်ပြုရဆိုတော့ဟုတ်တယ်အခုဒီရမှာလူခါတို့မိသားစုလေမင်္ဂလာဦးလူနေနဲ့ငွေကြေးပဲဖြစ်ဖြစ်ဟိုတခုအကျိုးဖြစ်တာကိုညီခြင်းနဲ့သမီးညီမလဲခုချိန်ထိစကားပြောလို့ရှင်ဒီလူခါကြောင့်ပါမပြီးဘူးလားငါသဘောမတူလေမေရရပါတယ်တာသဘောတူပါတယ်ဖေ
ပြီးတော့လူခါရတယ်တခြားရွာမှာဒီရွာသားပဲလေအေးဟုတ်ပြီဒါဆိုရင်ဒီကိစ္စကိုသမီးတို့ပြောတယ်ဖေးကြီးပဲကြည့်စီစဉ်ပေးလိုက် အဲ့လိုစီစဉ်လိုက်တာလည်းကောင်းပါတယ်အခုဆိုလူခါမေရဲ့ကျမ်းမာရေးချင်းတွေကလည်းတော်လေးကိုဆိုးဝါးနေပြီပြီးတော့ဘာဖြစ်လဲចောင်းညိုပြောလေ လူခါပြောင်းနေတာကြာပြီဟာ ဘာပြောင်းနေတာကြာပြီဟုတ်လား ဟိုနင်တို့လက်ထပ်ဖို့မျိုးတက်သွားပြီးစိတ်မကြခင်မှာပဲလူခါပြောင်းနေတာဟာ စိတ်ညစ်လိုက်တာလူခါရဲ့တနာလိုက်တာဒါအားလုံးငါကြောင့်ဖြစ်ရငါကြောင့်ငါတို့တနာတဲ့စိတ်နဲ့အလိုလိုက်ခဲ့မိတယ်လူတယောက်ပေါ်ထားမဲ့သစ္စာတရားတဲ့ငါမြတ်တာပို့ခဲ့မိတယ်ဟုတ်ကငါဘာလို့တဲ့လဲ ဒီကိစ္စရရွှေနုတယောက်တည်းမှားတာမဟုတ်ဘူးအားနဲ့ချက်ရှိနေတဲ့လူတယောက်အယောင်လေးပြောင်းတဲ့ထဲမှာကိုယ်လည်းပါတယ်ကိုပေါ်တဲ့ဆေးကိုနိုင်အောင်စားရမှာပေါ့ ဘာဆိုင်လို့လဲဘာမှပတ်သက်စရာအကြောင်းမရှိဘူး ဟုတ်ကဲ့ဗျာသမီးလေးကိုဒီချိန်တော့သူ့ဆန္ဒလေးလိုက်ရောပေးလိုက်ပါကိုစားခဲ့တဲ့ဆက်လာကိုပြရလို့တဲ့အခါလူခါပဲမရှိလေဆိုတာငါတိလာမယ်တင်တယ်နော် လူခါရနုနင်ကားရှူလာတယ် ငါနေ့ပေါ်ညာခဲ့မိရရှင့်ငါနေ့တောင်းမှန်ပါတယ်တကယ်တော့ငါနေ့ကိုညာချင်တာမဟုတ်ပါဘူး တောင်းမှန်စရာမလိုပါဘူးဟာနင်ငါးရှူအခုလာနေပြီပဲရပါတယ် လူကငါတို့နှစ်ယောက်ကမြို့မှာလက်ထပ်ပြီးသွားပြီကွာအခုဟာရွှေနုမိဘတွေကြော်ရင်းနဲ့ဒီရွာလေးခဏပြန်လာ အော်ကိုအုပ်ကလည်းပါလာတာဟုတ် လူခနေငါတို့နေရာမှာမြင်လာရဲ့ ငါနင်တို့နှစ်ယောက်လို့မြင်ပါတယ်ဟာနင်ဝတ်ထားအစင်းအောင်လေးတွေ နေမားနေပြီနော်ငါဝတ်ထားစက်တွေးရအောင်ဟဲ့ အော်ငါတိပါတယ်ဟာငါနင်ကိုစနေရဒါနဲ့ရွှေနုဒါငါနင်အတွက်ထုထားတဲ့အယုတ်လေးတွေရော့ လူခငါတို့ဒီဖက်မှာလေ ငါတိပါတယ်ရော့ငါနင်ကိုနောက်တာ တစ္ဆာတရားကိုတမိုးထားတဲ့နေ့ကိုငါညာခဲ့မိတယ်လို့ဖြစ်ငါနေ့ကိုတောင်းပန်ပါတယ်တကယ်တော့ငါနေ့ကိုချစ်တယ်ဆိုတာ ငါတိပါတယ်ဟာနင်ကငါ့ကိုမောင်နှမလိုချစ်တယ်ဆိုတာငါတိတယ်အဲ့ဒါကိုငါတာယာမိတာပါငါဆရာကြီးကပြောဘူးတယ်တန်လျက်ကိုရည်ထင်းနဲ့ရွှေသမင်းအလိုက်မားတတ်တယ်တဲ့ဒါပေမဲ့ငါအဲ့ထက်မှာတော့ရွှေသမင်းမဟုတ်ပေါ့ ဟုတ်ကမင်းရဲ့စိတ်တွေရွှဲနုပုံမှာပို့ပြီးတော့တင်းညွတ်သွားလို့တဲ့ထဲမှာငါလည်းပါတယ်ကွာငါတောင်းမှပါတယ်ကွာမင်းရဲ့တန်ရောစင်မင်းရဲ့ဖြူစင်တဲ့စိတ်တွေရောင်ပြောင်းလို့တဲ့ထဲမှာငါပါတယ်ကွာ တောင်းမှစရာမလိုပါဘူးကွာရပါတယ် တစ္ဆာတရားကိုတမိုးထားတဲ့နေ့ကိုပြည့်ပြည့်လို့ဖြစ်သွားတယ်ငါနေ့တောင်းပန်ပါတယ် ငါဘဝကိုငါနားလည်သွားပါပြီဟာနင်တို့နှစ်ယောက်လုံးအတွက်မင်္ဂလာလက်ဖွဲ့ပေါ့နော်ဒီရုပ်လို့ယူပါရော့ယူပါရော့ လူခနေအိမ်ကနေထွက်လာကြပြီဆိုအိမ်မှာလည်းနေမကောင်းရမ်းဖြစ်နေတယ်နေပြန်သေးလားယင် အမေနေမကောင်းဖြစ်နေဟုတ်လား ဟုတ်တယ်မင်းပဲမင်းမေကိုချစ်တယ်မင်းညီမလေးကိုချစ်တယ်ဆို အဲ့ဒါဆိုလို့ရှိရင်ငါပြန်တော့မယ်လေနော် ရရလားလူခရငါတို့လိုက်ပို့ပေးရမလား ရပါရဲ့ဒီနေ့ကစပြီးကိုလန်းကိုရှောက်ကြတာပေါ့ငါလည်းငါ
ရှောက်တော့မယ်မင်းပဲကိုစောက်သွားနေတာလဲကွာဆိုင်အမင်းနေမကောင်းဆိုဟုတ်တယ်မင်းအမေကတော်တော်နေမကောင်းဖြစ်နေတယ်အဲ့ထဲမှာလည်းမနေဘူးရွာပြင်ဘက်မှာပဲမင်းအပြန်လန်းကိုမင်းကိုမျောနေတာကွာဆရာကြီးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အမေရှိလိုက်ပို့ပြပါနော်ဆရာကြီးနော်ကျွန်တော်အမေရှိကိုသွားချင်တယ်ဆရာကြီးကျွန်တော်အမေရှိလိုက်ပို့ပြပါနော်ဟဲ့မင်းနေရောကောင်းရလားကွာကျွန်တော်နေကောင်းပါဆရာကြီးကျွန်တော်နေကောင်းပါကျွန်တော်အမေရှိပဲသွားချင်တယ်ဆရာကြီးကျွန်တော်အမေရှိလိုက်ပို့ပြပါနော်လာမ
အမေပြောတယ်မင်းဘယ်ပြောက်ပါလဲအမေစောက်နေတယ်ဒီဘက်မှာလားအမေဒီမှာအမေတော့စိတ်ဆိုးနေရတယ်အမေတော့စိတ်မဆိုးနဲ့တော့မင်းနော်အမေတော့စိတ်မဆိုးရနဲ့မြေဟိုသားလေးနောက်ဆိုလို့ရှိရင်အမေမကြိုက်တော့တော့ဘာမှမလုပ်တော့ဘူးနော်မင်းနော်အမေဆိုင်လူကအမေတက်မရှိတော့ဘူးကွာညာအမေတက်မရှိတော့ဘူးအမေတော့ခွလို့ပါအမေအမေတော့ခွလို့ပါအမေဒီပါလေးအမေမရှိတော့ဘူးတက်မရှိတော့ဘူးလေဒီပါလေးအမေဆိုင်မေကိုခေါ်ပြပါဆိုင်မေကိုခေါ်ပြပါဆိုင်လူကမင်းဘောပါလေတော့ကွာမင်းကိုလည်းပြေတော့မင်းသွေးတော့ကြနေပြီတောက်ကုလပါမေတောက်ကုလပါဒီပါလေအမေကိုခေါ်ပြောဒီပါလေအမေကိုခေါ်ပြောဆိုင်အမေရောက်ပြီမေချီပါမေအခုကျွန်တော်မျိုးလုံးနေရမေကိုလည်းမနေရတော့ညီမလေးကိုလည်းမနေရတော့ဆရာကြီးကိုလည်းကျွန်တော်မပြေရတော့ဆရာကြီးရဲ့ကျွန်တော်မျိုးလုံးနေဘာမှမပြေရတော့ကိုဘဝအခြေတို့ကိုနားမလဲကိုအနုပညာကိုတမ်းမထားအရာရာမေးလို့နေတဲ့တောင်းသစ္စာတရားကိုကြောက်ခိုင်းခဲ့တဲ့ချုပ်ကိုလောကရတကယ်လိုက်တာလားအမေတော့တိုင်းပါဦးမေတော့တိုင်းပါမေတိုင်းပါအမေတော့ရိုက်ပါမေရာကျွန်တော်မေလို့မတော်ကြတယ်တော့တိုင်းပါမေရိုက်ပါမေတော့ရိုက်ပါမေအမေ